ဟုတ်ကဲ့ဒီနေ့ပြောပြပေးချင်တာကတော့ကျွန်တော်ဒီ laptop တွေမှာ C file နဲ့ D file ကို partition ခွဲနည်းလေးပဲဖြစ်ပါတယ်ခင်ဗျ။ကျွန်တော် partition ခွဲရတာရှင်းရှင်းချက်တော့ဘာမှမရှိဘူးလွယ်လွယ်ကူကူနဲ့ခွဲလို့ရမယ်ပေါ့နော်။အဲ့ဒါလေးကျွန်တော်တစ်ချက်ပြောပြပေးမယ်။တကယ်လို့ partition စခွဲတော့မယ်ဆိုရင်ကျွန်တော်တို့လောက်ရမှာက Windows H လေးနှိပ်လိုက်ပါ Windows H လေးနှိပ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ disk management ဆိုတာရှိပါတယ်အဲ့အတွက်ဝင်ဖို့တော့ကို K လေးနှိပ်လိုက်ပါ။အဲ့ဒါဆိုတော့ကျွန်တော်ဒီ disk management နဲ့ရောက်သွားပြီပေါ့နော်။အဲ့အချိန်ကျရင်ကျွန်တော်တို့ကဒီမှာ C file မှာကျွန်တော်တို့ဆိုမှာ239 GB ပေါ်နေရပေါ့နော်။အဲ့ဒါကိုမှကျွန်တော်တို့က C file ထဲမှာ100ပဲထားမယ်။ကျန်တဲ့ D file ကိုနောက်ထပ်139 GB ပေါ့137 GB ကိုကျွန်တော်တို့ D file နဲ့ခွဲမယ်အဲ့လိုလေးခွဲပြမယ်နော်ကျွန်တော်ခွဲမယ်ဆိုရင်ဒီကောင်ဒီ C file လေးပေါ်ထောက်ပြီး right click လေးတစ်ချက်ထောက်လိုက်ရုံပါပဲ right click လေးထောက်ပြီးရင် shrink volume ဆိုတာရှိပါတယ်အဲ့ဒါလေးတွေကိုဝင်လိုက်ပါအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်ထည့်မဲ့ amount ကိုကျွန်တော်တို့က100 C file ထဲမှာ100ပဲထားမယ်ကျန်တဲ့ဟာကိုဒီထဲကိုရွှေ့မယ်ဆိုတော့ကျွန်တော်တို့က1024နဲ့မျှပါတယ်ဗျာသူက1 GB ဆိုရင်1024 MB ပါတယ်ပေါ့နော်သူကဒီမှာ MB နဲ့ပြထားတဲ့အတွက်ကျွန်တော်တို့က1024နဲ့မျှအောင်မယ်အဲ့ဒါကျွန်တော်တစ်ချက်မျှပေးမယ်နော်1024ကိုကျွန်တော်တို့ကခုနကမျှောက်မှာကကျတော့139နဲ့မျှောက်လိုက်ရင်အဲ့ဒါဆိုရင်140 288ရမယ်ခင်ဗျကျွန်တော်တို့ကအဲ့ amount ကိုဒီမှာရိုက်ထည့်လိုက်ရုံပါပဲ140 288ဒါပြီးသွားရင်ကျွန်တော်တို့ shrink လုပ်လိုက်ရုံပဲခင်ဗျအဲ့ဆိုရင်ကျွန်တော်တို့ဒီမှာနောက်တဲ့ volume လေးတစ်ခုထပ်ထွက်လာတယ်ပေါ့နော်အဲ့ဒါကိုမှကျွန်တော်တို့ကဒီကနေပြီးတော့ right click လေးတစ်ချက်ထောက် new symbol volume လေးနှိပ်လိုက်အောင်ပဲပြီးရင်ကျွန်တော်ထုံးစံတိုင်း next လုပ် next တောက်လျှောက်လုပ်ပြီး finish လုပ်လိုက်ပြီးဆိုတော့ကျွန်တော်တို့ဒါနောက်ထပ် define လေးပွင့်သွားပြီပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီ micrometer ထဲမှာကျွန်တော်တို့ကဒီမှာ C နဲ့ D ဆိုပြီး file လေးတစ်ခု partition လေးခွဲပြီးသားဖြစ်သွားပြီခင်ဗျဒါကတော့ partition ခွဲတဲ့အလွယ်နည်းလေးပေါ့နော်